လာပါAOD ရဲ့နေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရရှင်ကျမကအထွဲပါဒီကနေ့ရရှိထားတဲ့သတင်းတွေကတော့စောချစ်တူရဲ့ KNA တပ်တွေမြောက်တီမြို့ထဲကထွက်ဖို့စစ်တပ်အမိန့်ထုတ်လိုက်တဲ့သတင်း ICJ အရေးရိုဟင်ဂျာနာမည်မဖော်ပြပဲနိုင်ငံရေးပါတီတွေထောက်ခံကြောင်းထုတ်ပြန်နေတဲ့သတင်းအာဆီယံဥက္ကဋ္ဌနိုင်ငံသားရေးဝန်ကြီးကစစ်ကောင်းဆောင်နဲ့တွေ့ဆုံမှုကိုရှင်းလင်းတဲ့သတင်း WHO ကနေအမေရိကန်နှုတ်ထွက်လိုက်တဲ့သတင်းတွေအပါအဝင်ဇန်နဝါရီလ23ရက်နေ့ရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်နေကြားစောင့်တဲ့ BGF အမည်ပြောင်းဗိုလ်မှူးကြီးစောချစ်တူရဲ့ကရင်အမျိုးသားတပ်မတော် KNA တပ်တွေကိုမြဝတီမြို့အတွင်းကနေဇန်နဝါရီလ25ရက်နေ့အပြီးထွက်ခွာဖို့စစ်ကော်မရှင်တပ်ကအမိန့်ထုတ်ပြန်လိုက်ပါတယ်။ KNA လက်မောင်းတစိတ်တပ်ဆင်ထားသူတွေဟာမြဝတီမြို့အတွင်းကနေထွက်ခွာပြီးတပ်နယ်နှစ်နေရာမှာပြန်လည်နေထိုင်ဖို့အမိန့်ပေးထားတာဖြစ်ပါတယ်။ဒါအပြင်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA နဲ့ကရင်ငိမ်းချမ်းရေးကောင်စီ KNNPC အဖွဲ့တွေအနေနဲ့တပ်တီတပ်ဖြန့်နဲ့တီနေရာအပြင်စစ်တီတဦးချင်းစီရဲ့အမည်စရင်းနဲ့ဓာတ်ပုံတွေကိုဇန်နဝါရီလ24ရက်နေ့နောက်ဆုံးထားပေးပို့ဖို့ကိုလည်းအမိန့်ပေးထားပါတယ်။စစ်ကော်မရှင်ရဲ့တမနှစ်တမမှုနဲ့ဒေသတွင်းကလက်နက်ကင်တပ်ဖွဲ့ဆက်ဆံရေးယုံတာဝန်ရှိသူတွေတွဲဆုံခဲ့အပြီးဇန်နဝါရီလ19ရက်နေ့ရက်စွဲနဲ့ညွှန်ကြားချက်အမိန့်စာနှစောင်လူမှုကွန်ရက်စာမျက်နှာမှာထွက်ပေါ်လာခဲ့တာပါ။ဒီညွှန်ကြားချက်တွေကမှန်ကန်တယ်လို့ DKBA က AOD ကိုအတည်ပြုပါတယ်။ဒီတွဲဆုံမှုအခြေအနေအသေးစိတ်ကိုသိရှိရဖို့ပါဝင်တဲ့လက်နက်ကင်တပ်ဖွဲ့ဝင်တွေကို AOD ကဆက်တွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ရိုဟင်ဂျာနာမည်နဲ့တရားစွဲဆိုခံရတဲ့အမှုကိစ္စကိုထည့်သွင်းဖော်ပြတာမရှိဘဲအပြည်ပြည်ဆိုင်ရာတရားရုံး ICJ ရောက်မြန်မာကိုယ်စားလှယ်တွေကိုထောက်ခံတယ်လို့နိုင်ငံရေးပါတီတွေကထုတ်ပြန်နေကြပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီရခိုင်ဦးဆောင်ပါတီကရင်အမျိုးသားဒီမိုကရက်တစ်ပါတီနဲ့အမျိုးသားဒီမိုကရေစီပါတီတစ်တို့ကဇန်နဝါရီလ22ရက်နေ့မှာထုတ်ပြန်ကြေညာလာတာပါ။ပြည်ထောင်စုဝန်ကြီးဦးကိုကိုလိုင်နဲ့ဥပဒေရေးရာဝန်ကြီးပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာတီတာဦးတို့ဦးဆောင်တဲ့ ICJ ရောက်မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့လှုပ်ဆောင်ချက်တွေကိုထောက်ခံတယ်လို့ထုတ်ပြန်ချက်အတီးတီးကရေးသားဖော်ပြကြပါတယ်။အခုကြေညာချက်ထုတ်တဲ့ပါတီတွေကငကိုကလေးကစီအုပ်စုနဲ့ပူပေါင်းစီဆောင်ရွက်နေကြတဲ့သူတွေဖြစ်ပါတယ်။စစ်တပ်ကရခိုင်ဒေသမှာရိုဟင်ဂျာတွေပေါ်မှာလူမျိုးတုံးတပ်ဖြတ်မှုတွေစစ်ရာဇဝမှုတွေလူခွင့်ရေးချိုးဖောက်မှုတွေကျူးလွန်ခဲ့တာကိုအားလုံးအသိပဲဖြစ်ပါတယ်။စစ်တပ်ရဲ့ဒီလိုလုပ်ရပ်တွေကျူးလွန်နေနိုင်တာကပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ရနေခဲ့တာကြောင့်ဖြစ်ပါတယ်။ဒီဖြစ်ရပ်တွေအဆုံးသတ်နိုင်မှုအတွက်ကိုထိုက်တဲ့ပြစ်ဒဏ်တွေချမှတ်အရေးယူနိုင်ဖို့လိုပါတယ်။ကျမတို့ကတော့စစ်တပ်ရဲ့ကျူးလွန်မှုတွေပေါ်မှာအားပေးထောက်ခံရောက်တဲ့ကိစ္စမှန်သမျှကိုမထောက်ခံပါဘူးဆန့်ကျင်တဲ့အကြောင်းကိုပြောချင်ပါတယ်။ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့ပတ်သက်ပြီးအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာပြန်လည်စတင်တဲ့ကြားနာပွဲဟာဇန်နဝါရီလ12ရက်နေ့ကစတင်နေတာဖြစ်ပြီးဇန်နဝါရီလ29ရက်နေ့မှာကြားနာပွဲပြီးဆုံးမှာဖြစ်ပါတယ်။အာဆီယံအလဲကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးဟာမြန်မာတော်လှန်ရေးအဖွဲ့တွေနဲ့တွေ့ဆုံချိန်နေပြည်တော်ခီးစဉ်အကြောင်းကိုရှင်းလင်းပြောကြားခဲ့တယ်လို့တွေ့ဆုံမှုမှာပါဝင်တဲ့ချင်းအမျိုးသားတပ်ဦး CNF ကပြောပါတယ်။ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေဟာဖိလစ်ပိုင်နိုင်ငံတာဂေသေးမြို့မှာဇန်နဝါရီလ19ရက်နေ့နဲ့20ရက်နေ့တွေမှာတရားဝင်တွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။ဒီတွေ့ဆုံမှုအတွင်းပြီးခဲ့တဲ့ဇန်နဝါရီလ6ရက်နေ့ကဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးရဲ့နေပြည်တော်ခရီးစဉ်နဲ့ပတ်သက်ပြီးဇန်နဝါရီလကုန်ပိုင်းမှာလုံးမဲ့အာဆီယံအစည်းအဝေးမတိုင်ခင်မြန်မာနိုင်ငံရေးအခြေအနေတွေကိုနားလည်လိုအပ်ကြောင်းသက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံချင်းသာဖြစ်ကြောင်းရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။အာဆီယံဥက္ကဋ္ဌအနေနဲ့စစ်ကောင်းဆောင်တဲ့တန်တမာရေးထိတွေ့ဆက်ဆံတာကိုဖိလစ်ပိုင်နဲ့မြန်မာအရက်ဘတ်အဖွဲ့အစည်း69ဖွဲ့ကကန့်ကွက်ရှုံချကြောင်းကိုဇန်နဝါရီလ14ရက်နေ့ရက်စွဲနဲ့ပူးတွဲကြေညာချက်ထုတ်ပြန်ထားပါတယ်။ကချင်ပြည်နယ်ဗမော်မြို့ကောင်ချကျေးရွာကနာရေးအိမ်ကိုဇန်နဝါရီလ22ရက်နေ့ညနေပိုင်းမှာစစ်ကော်မရှင်တပ်ကလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်ပြည်သူ22ဦးသေဆုံးခဲ့တယ်လို့ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက AOD ကိုအတည်ပြုပါတယ်။
AOD မြစ်ရဲ့အနောက်ဘက်ချမ်းမှာရှိတဲ့ကောင်ကြာကျေးရွာမှာစစ်ပေးရှောင်တွေနေထိုင်ရာနေရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေရည်ရွယ်ချက်ရှိဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဗိုလ်မှူးကြီးနိုဘူကပြောပါတယ်ကော်မရှင်ကတော့အခုချိန်မှာတော့ကျေပေါ်ပေါ်လုံးနေတာဒီရေးတော့ပွဲလုပ်တဲ့နေရာမှာနေကတော့ဒါမပေးတဲ့နဲ့အခုလိုမျိုးပြချောင်းနေတာတို့ဒီကော်မရှင်ကိုမထောက်ခံတာကိုတို့ကတိကျတဲ့ပေါ်လာနေအဖွဲ့အစည်းတွေကိုထောက်ခံတယ်ဆိုပြီးမှဒီလိုလူတို့ရှိတဲ့နေရာမှာပုံကျဲတာတွေဖျားချောင်းတို့ကာဗီချောင်းတို့ပြချောင်းတို့အားလုံးမှာတမင်တကာဒီရှိတဲ့ပုံကျဲတဲ့နေတာဖြစ်တယ်လို့ကျွန်တော်အဲ့လိုမှတ်ချက်ပေးလို့ပါတယ်ဘုံကျဲခံရမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ28ဦးရှိပြီးအဲ့ဒီထဲက20ဟာဆေးရုံတက်ရောက်ကုသနေရလို့သိရပါတယ် That's a big one. So we paid $500 million to World Health when I was here, and I terminated it. China with 1.4 billion people. ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေအမေရိကန်နိုင်ငံအနေနဲ့တရားဝင်နှုတ်ထွက်လိုက်ပြီလို့ Federal အစိုးရအရာရှိတွေကမနေ့ကဇန်နဝါရီလ22ရက်နေ့မှာပြောကြားခဲ့တယ်လို့ AP သတင်းဌာနကဖော်ပြပါတယ်။ Donald Trump ဒုတိယအကြိမ်သမ္မတအဖြစ်တာဝန်ယူလိုက်တဲ့နေ့မှာပဲ WHO ကနှုတ်ထွက်ဖို့အမိန့်ထုတ်ပြန်ခဲ့တာပါ။ WHO ဟာအင်အားကြီးနိုင်ငံရဲ့ဩဇာလွှမ်းမိုးမှုခံနေရပြီး COVID-19 ရောဂါနဲ့ပတ်သက်လို့မကန်ကင်တွယ်ခဲ့တယ်လို့လည်းသမ္မတ Trump ကဆွဆွဲပြောဆိုလိုက်ပါတယ်။ အမေရိကန်နိုင်ငံဟာ WHO ကနေနှုတ်ထွက်လိုက်တာနဲ့အတူထည့်သွင်းနေတဲ့ရန်ပုံငွေတွေကိုလည်းရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ကုလသမဂ္ဂအပါအဝင်အဖွဲ့အစည်း66ခုကနေနှုတ်ထွက်ဖို့ဇန်နဝါရီလ9ရက်နေ့ကလည်းသမ္မတ Trump ကလက်မှတ်ရေးထိုးခဲ့ပါသေးတယ်။ Yeah, but we're not ready for that yet. You'll have to be more specific because I didn't detain a 5-year-old. And we're going to continue with that law enforcement mission. Oftentimes you will see violent illegal aliens that perhaps do have families. And those violent... လူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်အာဏာပိုင်အဖွဲ့ ICE ကဖမ်းဆီးလိုက်တဲ့အသက်9နှစ်အရွယ်ကလေးကိုလက်ရှိမှာသူ့ဖခင်နဲ့အတူရှိနေတယ်လို့နိုင်ငံတကာသတင်းတွေကဖော်ပြပါတယ်။ အမေရိကန်နိုင်ငံမီနီဆိုးတာပြည်နယ်မီနီအာပိုလီမြို့မှာပြီးခဲ့တဲ့ဇန်နဝါရီလ20ရက်နေ့ကမူကျူကျောင်းကပြန်လာတဲ့အသက်9နှစ်အရွယ်ကလေးငယ်တဦးကို ICE အဖွဲ့ကဖမ်းဆီးလိုက်တာပါ။ ICE ရဲ့ပြောပြချက်အရစစ်စင်ရေးရဲ့ဦးတည်ချက်ကကလေးရဲ့ဖခင်ဖြစ်ပေမဲ့အစပိုင်းမှာဖခင်ကိုမမိနိုင်ခဲ့တာကြောင့်ကလေးကိုအရင်ထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ကလေးဟာမိဘတွေမပါဘဲအချိန်အတော်ကြာအောင်ထိန်းသိမ်းရေးစခန်းအတွင်းအာဏာပိုင်တွေရဲ့ထိန်းချုပ်မှုအောက်မှာရှိနေခဲ့ရပြီးနောက်ပိုင်းမှာဖခင်ကိုပါဖမ်းဆီးနိုင်ခဲ့တာလို့သိရပါတယ်။ဇန်နဝါရီလ22ရက်နေ့မှာတော့သူ့ကိုဖခင်နဲ့အတူ Texas ပြည်နယ်ကအိုင်မီသားစုထိန်းသိမ်းရေးစခန်းတစ်ခုမှာထိန်းသိမ်းထားတယ်လို့သိရပါတယ်။ AOD ရဲ့နေ့စဉ်သတင်းစီစဉ်ကိုတင်ဆက်ပေးသွားခဲ့တာပါ။ဒီအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိမြန်မာစံတော်ချိန်ည9:00နာရီမှာထုတ်လွှင့်နေပါတယ်။မြန်မာပြည်သူအားလုံးဘေးအန္တရာယ်အပေါင်းကနေကင်းဝေးနိုင်ကြပါစေရှင်။